ရင်ကောင်တွေမျက်နှာပေါ်မှာရှောက်သွားနေတာကြောင့်မတယောက်ခေါင်းတအားကိုက်ပြီးမြေပြင်ပေါ်မှာနိုးလာပါတယ်သူကအရက်တွေအလွန်အကျွံတောက်မိလို့ဖြစ်မယ်လို့ပဲတွေးလိုက်တယ်အဲ့ဒီအချိန်မှာထူးဆန်းတဲ့အနက်တစ်ခုရလို့လှည့်ကြည့်လိုက်တဲ့အခါရင်ကောင်တွေတယုံယုံဖြစ်နေတဲ့ကြွက်တွေတကောင်ကိုတွေးလိုက်ရတယ်လန့်သွားတဲ့မကတထိုင်လိုက်တဲ့အခါသူဟာထူးဆန်းတဲ့အခန်းလွတ်တစ်ခုတည်းရောက်နေတာကိုသတိပြုမိသွားတယ်နယံကဗီဒီယိုတစ်ခုနဲ့မျက်နှာချက်ကမိသီးကလွဲရင်အခန်းထဲမှာဘာမှမရှိဘူးကြီးမားတဲ့တန်တကားကြပြီးကိုကြည့်ရတာဒါဟာလုံခြုံရေးတစ်တာခန်းတစ်ခုမှသိတာပါတယ်။မောက်ကတကားကိုဖွင့်ဖို့ကြိုးစားပေမဲ့လက်ကင်ကတုံတောင်မလုပ်ဘူး။သူကဒါဟာသူ့တငယ်ချင်းတွေနောက်နေတာလို့ထင်ပြီးတကားကိုထုကဖွင့်ပေးဖို့အော်ဟစ်ပေမဲ့ဘသူမှပြန်မထူးပါဘူး။ဖုံးသုံးဖို့ကြိုးစားပြန်တော့လဲလိုင်းမမိဘူး။ဗီဒီယိုကိုဖွင့်ဖို့ကြိုးစားပေမဲ့တော့ကခိုင်းနေပြန်တယ်သူကဗီဒီယိုကိုအနံ့ခံကြည့်တဲ့အခါရင်ကောင်တွေကသူ့ကိုထပ်နောက်ရှက်ပြန်တယ်မကလုံခြုံရေးကင်မရာတွေကိုလိုက်ရှာပေမဲ့ဘာမှမတွေ့ဘူးသူကသူ့ကိုအမြင်မကယ်ရင်အခန်းထဲမှာစီးသွားပြစ်မယ်လို့ချိန်ချောက်တယ်ဘာတော့ပြန်မှုမှမရှိတဲ့အတွက်သူကသူ့ကိုဖမ်းထားတဲ့သူတွေကိုဆဲဆိုရင်းနေရန်ကိုစီးနဲ့ပတ်လိုက်တယ်နောက်ထပ်နာရီအနည်းငယ်ကြာတဲ့အထိတူတီကိုဘလို့ရောက်လာလဲဆိုတာစဉ်းစားနေပေမဲ့ဘာကိုမှတိတိကျကျမမှတ်မိဘူးဘသူမှလာမကယ်ရင်ဒီချမ်းပြင်ပေါ်မှာပဲဝမ်းသွားရတော့မယ်ဆိုတာသူသိလာတဲ့နောက်တော့သူကဗိုက်စာနေပြီးရင်ငက်နေပြီးအလုတ်ပြက်နေလို့တထေးစီဖုံးဆက်ဖို့လိုတယ်ဆိုပြီးအော်ဟစ်ပါတော့တယ်သူကတကားကိုအတင်းထုယုံတင်မကပဲအတန်ပိုထွက်အောင်ခပ်ပတ်နဲ့ပါရိုက်တယ်ဒါပေမဲ့ဒါတွေကအလကားပါပဲမိနစ်အနည်းငယ်ကြာအောင်တိုင်တော့ပြီးနောက်ဗီဒီယိုကိုကန်ကြောက်ကြည့်ပေမဲ့ဘာမှမထူးခြားဘူးအဲ့ဒီနောက်ဗီဒီယိုပေါ်တက်ပြီးအပြင်ထုတ်ပေးဖို့အော်ဟစ်ပေမဲ့အချီးနီးပါပဲနောက်တစ်နေ့မှာတော့ကြွက်တွေထဲမှာလောက်ကောင်တွေတောင်ထွက်နေပြီးမကကျမ်းပြင်ပေါ်မှာပဲထက်အိတ်လိုက်ပြီးနိုးလာတဲ့အခါဘာမှထူးမခြားနာတာကိုတွေ့ရတယ်ဖုန်းထုတ်ကြည့်တဲ့အခါမတော်တဆလွတ်ကြပြီးကွဲသွားတယ်လိုင်းလည်းမရှိတာဆိုတော့အတုံးမဝင်တာတော့အမှန်ပါပဲရင်ငက်လွန်းလို့မခံနိုင်တော့တဲ့အစုံမောက်ကသူ့ဖက်နှက်ထဲကိုစီးသွားပြီးရေတက်ဖြည့်ဖို့တောက်လိုက်ရတယ်အရသာကအရန်ဆိုးလွန်းလို့ဒါဟာဘီယာဖြစ်တယ်လို့စိတ်ကူးရင်ပြီးတောက်လိုက်တယ်သူကထပ်အော်ဟစ်ပြီးတဲ့နောက်ဆိုနေတဲ့ဖက်နှက်ကိုပြန်စီးပြီးကြွက်တွေကိုတကားစီကန်ထုတ်လိုက်တယ်အဲ့ဒီနောက်မျက်နှာချက်ကမီသီးကိုရိုက်ကြည့်တဲ့အခါမီသီးထဲမှာတခုခုရှိနေတာသတိထားမိသွားတယ်သူကပိုပြင်းပြင်းရိုက်ချလိုက်တော့တချောင်းကျလာတယ်မကဗီဒီယိုကိုဖွင့်လိုက်တဲ့အခါဂက်စ်ဘူးနှစ်ဘူးနဲ့ကရိယာအချို့ကိုတွေးလိုက်ရတဲ့အစပိုင်းမှာမကတူနဲ့ဆောက်ကိုတုံးပြီးတကားကိုထူးကြည့်ပေမဲ့ဆေးတွေပဲကွာသွားပြီးတန်တကားကတော့ပဲ့တောင်မသွားဘူးအဲ့ဒီနောက်သူကဂက်စ်ကဟေးဆော်ဆက်တစ်ခုကိုအောင်မြင်မြင်လှုပ်လိုက်နိုင်တယ်သူကချက်ချင်းပဲအပူရှိန်နဲ့မျက်နှာချက်ကရေဖြန်းဆက်ကိုတိုးကြည့်ပေမဲ့ဘာမှမဖြစ်ဘူးပြီးတော့တကားကိုမြင်းမြိုက်ကြည့်တယ်တန်တကားပေါ်မှာအမဲကွက်တွေပဲထင်ကြံခဲ့ပြီးမပွင့်ဘူးသူကအဲ့ဒီနေရာကိုတူနဲ့ထပ်ထူးကြည့်ပေမဲ့အလကားပါပဲအရန်ဒေါသထွက်လာတဲ့မတ်ကဗီဒီယိုကိုကျမ်းပြင်ပေါ်လွှင့်ပစ်ပြီးထူရိုက်နေတယ်အဲ့ဒီနောက်ဗီဒီယိုပေါ်တက်ပြီးရေဖြန်းဆက်ကိုတူနဲ့ရိုက်ခွဲလိုက်တဲ့လက်လန်းမိသမျှအရာအလုံးကိုရိုက်ခွဲပြီးဒေါသပုံချနေခဲ့တဲ့ခန္ဓာကိုယ်ထဲကရေဓာတ်တွေကုံဆုံးနေပြီဆိုတာသိလိုက်မှပဲသူရက်လိုက်တော့တဲ့ကျမ်းပြင်ပေါ်မှာထိုင်နေရင်သူသိထားတဲ့အချက်လက်တွေကိုပြန်စဉ်းစားကြည့်တဲ့အခါတစုံတစ်ယောက်ကသူ့ကိုနှိပ်စက်ရင်းတဖြည်းဖြည်းချင်းတည်သွားအောင်လုပ်နေတာပဲလို့ကောက်ချက်ချလိုက်တယ်အဲ့ဒီအချိန်မှာနေရန်မှာအပေါက်ငယ်လေးတစ်ခုကိုတွေးလိုက်ပြီးကရိယာတွေနဲ့အပေါက်ချဲဖို့ဆုံးဖြတ်လိုက်တယ်လက်ကိုထိခိုက်မိတာတော့မကအနားယူမှလွယ်လို့အလုံးမနာတမ်းလုပ်နေတယ်နောက်ဆုံးမှာတော့သူအယမ်းပင်ပန်းလာပြီးအသက်ရှူရခတ်လာတယ်ဂက်စ်ဘူးတွေကဓာတ်ငွေတွေကြောင့်သူသတိလစ်သွားတဲ့ကံကောင်းစွာနဲ့သူချက်ချင်းပြန်နိုးလာပြီးဂက်စ်ဘူးကိုပိတ်လိုက်နိုင်တယ်အဲ့ဒီနောက်မှာတော့သူဟာကြွက်တွေကလောက်ကောင်တွေကိုဒါတွေကကျန်းမာရေးနဲ့ညီညွတ်တဲ့ organic တွေပါလို့ရွေးပြောရင်စားလိုက်တယ်အရသာကအရန်ဆိုးပေမဲ့တက်နိုင်တဲ့လောက်များများစားလိုက်တယ်နောက်ဆုံးမှာတော့ဖက်နှက်သေးကိုစီးထက်သွားပြီးတောက်လိုက်ပြန်ရအမတက်ဖြစ်သွားရတဲ့နေရန်ကိုစတူရင်မကတန်ကူကွန်ကရစ်အတိုင်းတွေကိုတွေးလိုက်ရတယ်သူကဂက်စမီနဲ့တို့ပြီးတန်ချောင်းတွေကိုဖျက်နိုင်ခဲ့လို့ဝမ်းသာအားရရေမောပါတော့တယ်သူမကြခင်အပြင်ထွက်ရတော့မယ်လို့ကြွေးကြော်ရင်းဗီဒီယိုပေါ်မှာပဲအိပ်ပျော်သွားတယ်နောက်တော့ရင်ကောင်းတွေကြောင့်ပြန်နိုးလာပြီးအပေါက်ကိုဆက်တူးတယ်ဒီတခါတော့တစ်ဖက်ချမ်းကိုဖောက်ထွက်နိုင်ခဲ့တယ်လူတကိုယ်စာဝင်လို့ရတဲ့အထိဆက်ချက်ပြီးတစ်ဖက်ခန်းကိုရောက်သွားတဲ့အခါမှာတော့သူ့အခန်းလိုမျိုးပဲနောက်ထပ်အခန်းတစ်ခုဖြစ်နေရကိုတွေ့ပြီးစိတ်ပြတ်သွားရပြန်တယ်မတ်ကလှည့်ကြည့်လိုက်တဲ့အခါလဲကျနေတဲ့မီးအိမ်ခေါင်းတလားတစ်လုံးနဲ့မျက်နှာချက်ကဆွဲကြိုးတစ်ချောင်းကိုတွေ့တယ်ဆွဲကြိုးကိုဆွဲလိုက်တဲ့အခါမီးလင်းလာတဲ့သူကခေါင်းတလားကိုဖွင့်ကြည့်လိုက်တဲ့အခါအထဲမှာအိတ်နေတဲ့အမျိုးသမီးတစ်ယောက်ကိုတွေ့ရတယ်သူမကအော်ဟစ်ပြီးနိုးလာတဲ့အမျိုးသမီးကမတ်ကသူမကိုရန်ပြုတ်မယ်ထင်ပြီးလန့်ကသူနားမလဲတဲ့ဘာသာစကားနဲ့အော်ဟစ်ရင်းအပေါက်ကနေတဆင့်ဟိုဘက်ခန်းထဲကိုကူးသွားတယ်
Mark ကဘာမှမဖြစ်ပါဘူးလို့ပြောမိတာဟာဘလောက်တောင်ရေစရာကောင်းလဲဆိုတာတွေးမိပြီးရေမောရင်းပြိုလဲသွားတယ်အမျိုးသမီးကအပေါက်ထဲကနေကြွက်တင်နဲ့ပြစ်ပေါက်လိုက်မှပဲသူရဲတာရက်သွားတယ်နောက်တစ်နေ့မှာအမျိုးသမီးကစောက်ကိုကင်ပြီးအပေါက်ကနေကူးလာက Mark ကိုနှိုးတယ်သူမကနောက်ထပ်နေရန်တစ်ခုကိုထပ်ဖောက်စေချင်တာသိတာပါတယ် Mark ကအမျိုးသမီးကိုစောက်ကိုကင်ခိုင်းပြီးသူကတူနဲ့ထုတယ်ဒါပေမဲ့အမျိုးသမီးကလက်ထိမှာကြောက်လို့လက်ကိုပြန်ရုပ်သွားတယ်ဒါနဲ့ Mark ကပဲစောက်ကိုကင်ပြီးသူမကိုတူနဲ့ထုခိုင်းပေမဲ့သူမကအားမပါတဲ့အတွက်နေရန်ကချစ်ရလေးတော့မထင်ဘူးဒါကြောင့် Mark ကပဲအကုန်လုံးကိုတယောက်တည်းပြန်လုပ်ရပြန်တယ်Mark ကသူမကိုကြည်ရင်နဲ့စိတ်ဝင်စားစပြုလာတယ်ရုတ်တရက်အမျိုးသမီးကစီးသွားဖို့ဟိုဘက်ခန်းကိုပြေးသွားပြီး Mark ကနောက်ကလိုက်သွားတယ်အမျိုးသမီးကခုခံဖို့လုပ်တဲ့အခါ Mark ကသူ့ဖက်နဲ့တစ်ဖက်ကိုသူမစီပစ်ပေးပြီးတောက်ဖို့အတွက်အဲ့ဒီထဲမှာစီးသွားပေးဖို့တောင်းဆိုတယ်သူမကစီးသွားပြီးဖက်နဲ့ကိုပြန်ပေးတယ် Mark ကစီးကိုတောက်လိုက်ပြီးသူမအတွက်လည်းအနှဲငယ်ခြံထားပေးတယ်သူကလောက်ကောင်တွေစားပြီးသူမကိုလည်းကျွေးဖို့ကြိုးစားပေမဲ့သူမကညှင်းဆန်တဲ့အမျိုးသမီးကသူမရဲ့ဘဝအကြောင်းတွေပြောပြီးငိုတဲ့အခါ Mark ကတချင်းဆိုပြပြီးချော့တယ်သူမကလည်းချိုးသားတဲ့အတန်လေးနဲ့ရိုးရတချင်းတစ်ပုတ်ဆိုပြတယ်တချင်းနဲ့စိတ်ပါသွားတဲ့ Mark ဟာမတော်တဆသူ့လက်ကိုတူနဲ့ထုမိသွားတယ်အမျိုးသမီးကသူမအုပ်ထုပ်ကအစအနတစ်ခုကိုဖျက်ပြီးသူ့လက်ကိုပတ်တီးစီးပေးတယ်ရုတ်တရက်တကားလက်ကင်ကလှုပ်ရှားလာတယ်သူတို့နှစ်ယောက်စလုံးပြေးဖွင့်ပေမဲ့မရဘူး Mark ကလက်မလျှော့ပဲနေရန်ကိုဆက်ထုတယ်တကားလက်ကင်ကထက်လုတ်ပြန်တယ်သူတို့လှည့်ကြည့်လိုက်ရင်တော့ရက်သွားတတ်တယ်ဒါကိုတီးသွားတဲ့အခါမှာတော့သူတို့နှစ်ဦးဟာတကားစီကိုတကားကိုကြောပေးပြီးနောက်ပြန်လျှောက်သွားကြတယ်ဒီတစ်ခါမှာတော့တကားကပွင့်သွားပြီးနောက်ထပ်အခန်းတစ်ခုပဲရောက်သွားတယ်အဲ့ဒီမှာဂူတင်းချိုင်းတစ်ခုစာသားမပါတဲ့အနီရောင်ဂူဘီမန်ကိုတွေ့ရတယ်သူတို့ကဂူထဲမှာဆက်တူးဖို့ဆုံးဖြတ်လိုက်ပေမဲ့တကားကတော့ဘာမှမပြောင်းလဲဘူးနာရီပေါင်းများစွာတူးပြီးနောက်မှာ Mark ဟာအဖျားတက်ပြီးလဲကျသွားတယ်သူကစိတ်ဓာတ်တွေပြိုလဲသွားတဲ့အခါအမျိုးသမီးကသူ့ကိုပါရိုက်ပြီးအားပေးတယ် Mark မှာမတ်တက်ရက်ဖို့အားမရှိတော့တာကြောင့်အမျိုးသမီးကသူ့ကိုအပေါက်ထဲကနေတွန်းထုတ်နိုင်တဲ့အထိဆွဲခေါ်သွားရတယ်အခုတော့သူမစိတ်ဓာတ်ပြိုလဲရမယ်အလှဲ့ပေါ့သူမကဖျားသခင်ကိုပဲအော်ဟစ်တိုင်တီးနေတယ်ပြီးတော့သူမရဲ့မျက်ရည်တွေကို Mark ရဲ့ပါးစပ်ထဲထည့်ပေးပြီးရေတက်ဖြည့်ပေးတယ်အဲ့ဒီနောက်သူတို့နှစ်ဦးဟာကြမ်းပြင်ပေါ်မှာပဲအတူတူအိပ်စက်ခဲ့ကြတယ်Mark နိုးလာတဲ့အခါအမျိုးသမီးကိုခေါင်းတလားထဲကအခင်းတွေနဲ့ဆောင်းကြုံပေးလိုက်တယ်ခဏကြာမှတကားလက်ကင်ကလဲလာတာကြောင့် Mark ကအမျိုးသမီးကိုချက်ချင်းနိုးပြီးသွားဖို့ပြင်တယ်သူတို့နှစ်ယောက်စလုံးအားရင်ကုန်ခန်းနေပေမဲ့တယောက်ကိုတယောက်ထောက်ပံ့ပေးရင်တကားကိုမကြည့်ပဲနောက်ပြန်လျှောက်သွားကြတယ်တကားပွင့်သွားတဲ့အခါမှာတော့သူတို့လှည့်ကြည့်လိုက်ပြီးအံ့ဩသွားကြတယ်ဘာလို့လဲဆိုတော့သူတို့ဟာတာယာလှပတဲ့နေရာတစ်ခုကိုရောက်သွားလို့ပါပဲသူတို့ဟာအာဒန်နဲ့အေဝါလိုမျိုးပျော်ရွှင်ခွင့်ရဖို့အတွက်အတူတူစူးစမ်းအားထုတ်မှုကိုသင်ယူခဲ့ကြရတာဖြစ်ပုံရပါတယ်